တာဘယ်လိုလဲလားတော့ ဟုတ်ပါတော်တော်လေးတော့ပြန်လာ ဟောအတူတူပဲငါလည်းဒီတင်တန်းတော့လားဆိုလန်းလားဂျပန်လေးပါတနာဆိုတင်တန်းတော့တော့မလေးတူတူ မင်္ဂလာပါဂျပန်လေးပါရဏသင်တန်းကျောင်းမှာကြိုဆိုပါရစေ နည်းလေးဆို ဟုတ်ကဲ့ဟိုဘက်နားလေးမှာခဏထိုင်ပြပါအောင်နော်ကျွန်တော်သင်တန်းကျောင်းမှာဆိုရင်ပေါ့နော်ပုံမှန်ကျွန်တော်က level နဲ့ဒီ Kaigo class တွေအပြင် vocational training ကအတန်းတွေပါဖွင့်လှစ်ထားတာပေါ့နော် ဒီ mechanic camp လေး mechanical အတန်းလေးမှာဆိုရင်ကျွန်တော်တို့ယောက်ျားလေးတည်တံ့ဖြစ်ပြီးတော့အသက်18နှစ်ကနေ22နှစ်ပြီးတော့35နှစ်ကနေ40အထိကျွန်တော်သတ်မှတ်ထားပြီးတော့အခြေခံပညာအထက်တန်းဆင်ရှိရမယ်ပြီးရင်ဂျပန်စာ level and 5 physics ဒါကျွန်တော်တို့သင်ထားမယ်ပေါ့နော်ဒါဆိုရင်ဒီအတန်းလေးမှာကျွန်တော်စာကြွလို့ရမယ် ဟောအဲ့ဆိုလည်းမင်းတို့ကတော့ မိန်းကလေးတွေဆိုရင်တော့ဒီ Kaigo တက်ကြွဆောင်းချောက်ရေး training ကအတန်းလေးရှိတယ်ပေါ့နော်အဲ့မှာဆိုရင်မိန်းကလေးတွေအသက်18နှစ်ကနေ35နှစ်အထိကျွန်တော်သွားလို့ရမယ်ပြီးရင်အခြေခံပညာအထက်တန်းအဆင့်ရှိရင်လည်းဒီအတန်းတွေကိုသင်ထားလို့ရမယ်နော် သင်တန်းလာတော့ဟုတ်ကဲ့ သင်တန်းကာလကတော့ကန့်တစ်ခုချင်းစီတိုင်းအတွက်စာပေလက်တွေ့သင်ကြားပေးတော့မှာဖြစ်လို့6လကြာမြင့်ပါမယ်ဒီကံအတန်းလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့အခုချိန်ကစာလို့အပ်လို့ရမှာပါအသေးသေးသိရှိလိုပါကဖုန်းနံပါတ်3998825855နဲ့ပြေးမစင်ကြမှာတစ်စင်တွားရောက်ဆောင်ရွက်လို့လည်းရပါတယ်